ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ခောက်ဖာတုံးမြန်กุ้งနဲ့မိတ်ဆက်ပေးမယ်နော်ထမင်းကျော်တုံးမြန်ပစုံပေါ့နော်မြန်မာလိုဆိုလို့ရှိရင်ပါဝင်တဲ့ပစ္စည်းတွေကတော့တိတ်တော့မများအောင်နော်ဒါကတော့ထမင်းဖြူနော်ထမင်းဖြူ180 g နော်ပြီးတော့ငရုတ်သီး2တောင်ကိုငရုတ်သီးစိမ်း2တောင်နော်ခွဲချမ်းလောက်ထားတာနော်ပြီးတော့ဒါကတော့စွိုင်းဆော့ပဲငံပြားရဲ့အကျဲနော်လက်ဖက်ရည်စုံတစ်စုံဒီမှာနော်ကျွန်တော်ကတော့ဒီတစ်စိတ်ကိုသုံးတယ်နော်ကိုရင်မောင်တိန်နော်ဒါကတော့တကြားလက်ဖက်ရည်စုံတစ်စုံနော်ပြီးတော့ကြက်သားမှုန့်ကိုလည်းလက်ဖက်ရည်စုံတစ်စုံသုံးတယ်နော်ကျက်သွန်နီတသေးဦးတသေးကိုပပလှီးထားတာ3ပြားထည့်မယ်နော်စောက်နူရွက်ကို3ချမ်းပေါ့နော်တရွက်ခွဲပေါ့နော်ထည့်မယ်အလဲကအယိုးကိုထုတ်ပြီးတော့ဒါကတော့ငရုတ်သီးစီတက်တဲ့အနှစ်နော်တစုံထမင်းစားဆုံးတယ်နော်ထိုင်းလူမျိုးဆိုရင်ဖောင်လို့ခေါ်တယ်နော်ဒါကတော့စပလင်ကိုလည်း3ပြားယူမယ်နော်အပြားလှီးထားတာဒါကတော့တမယာသီးနော်တမယာသီးကိုတစ်ချမ်းယူမယ်နော်ပြီးတော့ဒါကတော့တခွားသီးကိုလည်း3ပြားယူမယ်နော်ဒါကတော့ပစုံကိုခုနကစွိုင်းဆော့နဲ့နေပြီးတော့ကြော်ထားတာနော်4កောင်သုံးမယ်နော်သမင်းကြော်ရင်ပစုံကြော်ပြီးမှထည့်ပါခရမ်းကျင်သီးကိုလည်း3ပြားယူမယ်နော်ကဲစားကြော်မယ်နော်ကျွန်တော်တို့စီကို2စုံထည့်မယ်နော်မီးကိုအရင်မများစေနဲ့နော်ပြီးရင်ငရုတ်သီးခုနကအစိမ်းခွဲချမ်းကိုကျွန်တော်ထည့်ပြီးတော့စပလင်3ပြားထည့်မယ်ပြီးရင်ကျက်သွန်နီနော်3ပြားထည့်မယ်ပြီးရင်ဗိုင်မက်ကိုရှောက်နူရွက်နော်ရှောက်နူရွက်ထည့်မယ်နော်ပြီးရင်ထမင်းထည့်မယ်နော်ပြီးရင်တမအောင်မှွေပြီးနော်ခြေပြီးတော့ပြီးတာနဲ့အရသာထည့်မယ်နော်တကြားတို့ပြီးရင်ကသားမှုတ်တို့ဘာလို့ပေါ့နော်ပြီးရင်ပဲငံပြားရဲ့အကျဲထည့်မယ်နော်ဒီဥစ္စာတိတ်တော့မခက်ဘူးဒါပေမဲ့ငရုတ်သီးမထည့်ဘူးဆိုရင်အင်္ဂလိပ်တွေအစားများတယ်တရုတ်တွေလည်းစားတယ်နော်ဘာဖြစ်လို့လဲဆိုတော့ခောက်ဖာအမေရိကန်နဲ့တူလို့နော်ဒါပေမဲ့ဟိုအယောင်ချင်းတူတာပေါ့နော်ပြီးရင်ငရုတ်သီးစီတက်တဲ့အနှစ်ထည့်မယ်နော်ထိုင်းလိုမျိုးထမင်းကြော်ကိုခောက်ဖာလို့ခေါ်တယ်နော်ဒီထဲမှာပါတဲ့ဟာတွေတချို့ရှမ်းထိုင်းလိုမျိုးပြောပြမယ်နော်ဗိုင်မက်ကိုကတော့ရှောင်းလူရွက်ဖြစ်ပါတယ်စပလင်ကတော့တခါကြီးဖြစ်ပါတယ်ပစုံထည့်မယ်နော်ပစုံတော့กุ้งလို့ခေါ်တယ်နော်ကျက်သွန်နီကိုတော့ဟွန်ဒယ်လို့ခေါ်တယ်နော်ဒီငရုတ်သီးအနီတောင်ကိုတော့ကျင်တာတယ်လို့ခေါ်တယ်နော်ငရုတ်သီးစီတက်အနှစ်ကိုတော့နတ်ဖြစ်ဖောင်လို့ခေါ်တယ်နော်တမယာသီးကိုတော့မနောင်လို့ခေါ်တယ်နော်ဒါဆိုတမယာရည်ညှစ်ထည့်လိုက်မယ်နော်နောက်ဆုံးမှတမယာရည်ညှစ်ထည့်နော်ဒါဆိုလို့ရှိရင်ခောက်ဖာတုံးမြန်စားလို့ရပါပြီအရင်ဆုံးပစုံတစ်ကောင်ထည့်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပစုံတစ်ကောင်အပေါ်မှာရှိုးမှာမလို့နော်ပြီးရင်တော့ပကံလုံးအပြည့်အောင်ထည့်လိုက်တော့ပေါ့နော်လောက်ရတယ်လည်းအရင်လွယ်ပါတယ်စားလို့လည်းတကယ်ကောင်းတယ်နော်စားကောင်းလားမကောင်းလားဆိုတာကိုကျွန်တော်စားပြမှာဖြစ်ပါတယ်ပြီးရင်ဟုတ်ပဲအခုဆိုရင်လှပ်ပတ်ပြီးတော့ချင်းငဆက်ရတာထမင်းကြော်ရပါပြီ
အားလုံးပဲအဆင်ပြေမယ်လို့လည်းထင်ပါတယ်နော်အားလုံးလည်းရှင်းအောင်လည်းပြုတ်ပြထားပါတယ်ခောက်ဖား3မြန်ကုနော်ထမင်းကြော်ချင်းကန်ဆက်ပစုံနော်ပကံကိုတော့နှစ်သက်တယ်လို့ပြင်လို့ရတယ်နော်ကျွန်တော်ကတော့ဒီမှာပိုတဲ့ဟာလေးနဲ့လိုက်ပြင်ထားတာနော်အရင်ဆုံးကျွန်တော်ဆွဲလိုက်တော့မှာနော်ဟိုဘက်မှာလည်း PUBG စစ်တိုက်နေတယ်ဟုတ်ကဲ့အားလုံးပဲနောက်မီနူမှာပြန်ဆုံမယ်နော်ကျွန်တော်ကိုချစ်ခင်နှစ်သက်ကြတဲ့သူတွေအားလုံးကျမ်းမာချမ်းသာကြပါစေကိုယ်စိတ်နှပြရှင်လန်းကြပါစေခင်ဗျာ